စိုက်ပိတ်ညက်တဲ့နေပြမှာနော်စိုက်ပတ်မှာတော့ဘေခွင်းနဲ့ညာခွင်းနဲ့မျိုးရှိတယ်များသောဖြစ်တော့ဘေခွဲတွေများတယ်နော်ဒီညာခွဲကိုကပြမှာညာခွဲပေါ့ညာခွဲကတော့အညက်နေတယ်10ကောင်းမှာ10ကောင်းလောက်ရှိတာပေါ့နော်ဟုတ်ပြီညာခွဲညက်ရင်ဘယ်လိုညက်မလဲဆိုလို့ရှိရင်ရေနည်းနည်းလေးဖန့်ဖန့်လေးဖြန်းထားမယ်ပေါ့နော်ဒီချမ်းနဲ့နောက်ချမ်းနှစ်ပိုင်းခွဲထားမယ်ပေါ့နော်နောက်ပြီးလို့ရှိရင်ဆရာတို့ကဘာလုပ်မလဲဆိုလို့ရှိရင်ဒီဘက်အချမ်းကိုအတူရှိကိုအရင်သတ်မှတ်ထားမယ်နော်ဟုတ်ပြီဒီဘက်ချမ်းကို customer client ကိုမေးမယ်မှန်တယ်မှာပြပါနော်ဆိုင်မှာဆိုရင်တော့တေချာပါအကိုကြီးနော်အတူရှိဒီလောက်တို့ပြီးလို့အဆင်ပြေလားရလားမေးလိုက်ပေါ့ရတယ်ဆိုလို့ရှိရင်အဲ့တိုင်းတူထားလိုက်နော်ဒါ guideline တူထားတဲ့သဘောပဲနော် guideline မပြောင်းအောင်လို့နော်ညှက်ချပြီးလို့ရှိရင်ဒီဘက်ကိုဖိချထားလိုက်ရတယ်နော်နောက်တစ်ခါဘာပြန်လုပ်မလဲဆိုလို့ရှိရင်ဆရာတို့ကဒီဘက်ဖိချလိုက်မယ်ဆိုလို့ရှိရင်နော်ခုနက basic normal cut ညှက်တည်ဖြစ်စေ fake cut ညှက်တည်ဖြစ်စေ basic ကိုကြော်လာတဲ့သပင်အားလုံးကိုဆရာတို့ကညှိရှာမှာအညီနော်ဘေးဆောင်နဲ့ဒီဘေးအဖောင်းလိုက်နဲ့တိုင်းပြီးတော့မှညှက်ရှာပေါ့နော်ညှက်ရှာနောက်ပြီးလို့ရှိရင်ဒီမှာညှက်ရှာနော်ညှက်ရှာပြီးလို့ရှိရင်အဲ့တော့ဒီဘက်ကလည်းညီပြီးဒီဘေးမှာလည်းဒီဘက်ဆောင်မှာလည်း guideline ရပြီ guideline ရပြီဆိုတော့ဒီနှစ်ခုကို join set လုပ်ပေးလိုက်အောင်မချားတော့ဘာမှမခက်ခဲဘူးဟုတ်လားအဲ့တော့ဒီမှာကိုလက်နိုင်တဲ့လောက်ပဲလက်လုံးသားလောက်ယူပြီးတော့မှဖိချလိုက်ဖိချပြီးလို့ရှိရင်ဆွဲ1 2 3ပြီးတော့အဆက်နိုင်အောင်လောင်ဆွဲဒီဘက်မှာခုနတူထားတဲ့ guideline လေးရှိနေပါလေအဲ့ guideline အရာလေးတိုင်းညှက်ချပလိုက်တော့နော်နောက်ပြီးလို့ချင်းတစ်ခါလေးညှက်ချသွားလိုက်ရတယ်နော်ဒီဘက်ကိုနော်1 2 3နော်နောက်ပြီးတော့ဒီဘက်မှာရောဖိပြီးလို့ရှိရင်နောက်တစ်လွှာယူမယ်ယူပြီးလို့ရှိရင်အရှိရ guideline အတူနဲ့ဆရာတို့တိုင်းညှက်မယ်နော်2ကြော့3ကြော့လောက်ပြန်ပြီးပေါ့နော်ပြီးပြီးတော့မှဒီမှာအရှိမ guideline တို့ရှိမယ်အဲ့ဒါနဲ့တိုင်းပြီးညှက်ရှာနောက်ပြီးလို့ရှိရင်ဒီဘက်ကိုလည်းတစ်ခါလေးညှိယူခြင်းနဲ့ဆိုရင်တစ်ခါလေးညှိယူလိုက်နော်နောက်ပြီးလို့ခုနက guideline အတူသားလေးရှိမှာကွာအဲ့တိုင်းလေးပဲဆရာတို့ညှက်မယ်ပြီးဖိရှာနောက်ပြီးလို့ရှိရင်ဒီမှာဆွဲမယ်ဖိရှာနော်နောက်ပြီးနောက်တစ်လိုင်းရှူမယ်ဒီနေရာမှာဒီ3 line ညှက်မယ်ဆိုလို့ရှိရင်နောက်ဆုံး line မှာဆရာတို့ကဒီလိုကြီးထပ်ဆောင်လို့မကောင်းတော့ဘူးလေဒီလိုကြီးလိုက်ဆောင်လို့ရှိရင်ညှက်တာဘယ်လို့မှအဆင်မပြေဘူးခါကြီးလဲထားနော်ဒီလိုပုံစံမျိုးပေါ့ဒီလိုပုံစံမျိုးဆောင်းရင်အဆင်မပြေတော့အဲ့နေရာမှာအဲ့လိုမဆွဲချင်ဘူးဆိုလို့ရှိရင်နော်သူ့ရဲ့45 degree ကနေလာပြီးတော့မှဒီလိုပြန်ဆွဲနောက်ကနေအရှိကိုပြန်ဆွဲလိုက်ပေါ့နော်ဟာလားဒီမှာတဲ့တော့နော်တဲ့နဲ့တော့နော်နောက်လို့ရှိရင်ဒီမှာတဲ့နဲ့တော့တဲ့နဲ့တော့ဟုတ်ပြီအဲ့အောင်မှာ join set ကမညီသေးဘူးဆိုလို့ရှိရင်ဆရာတို့စီတာကတ်လေးနဲ့ပြန်ညှိလို့ရတယ်ကတ်ကြီးလေးနဲ့ထိုးကော်လိုက်ဒါပေမဲ့တကယ်လူကောင်းမှညှိရင်တော့အောက်ကထိုးကော်သေးရတော့မလိုပါဘူးဘာလို့ဆိုအောက်ကတပင် normal ကတ်ညှက်ထားမှာဆိုတူကတ်နေပြီလေတရားကြတော့ဘာလို့အရှိထားလဲဆိုလို့ရှိရင်တပင်ကောက်တဲ့ခါလေ့ကျင့်ဖို့အတွက်ထားတာနော်ဒီမှာကတ်ကြီးနဲ့ထိုးဝင်မြောက်တင်လိုက်နောက်ပြီးမှဘီးဝင်နောက်ပြီးမှ1 2 3 1 2 3နော်နောက်လို့ရှိရင်ကတ်ကြီးနဲ့ထိုးဝင်နောက်ပြီးမှဘီးနဲ့သူတို့ခတ်တဲ့ပုံစံလေးသွားမှာပေါ့နော်1 2 3ဟုတ်ပြီနော်ဘေးခွဲညှက်တယ်ဆိုရင်ဆရာတို့အရှိကိုရှာပြီးတော့မှညှိပေးရသေးတယ်နော်အဲ့လိုမညှိလို့ရှိရင်တပင်တွေကတူတဲ့ဟာတူရှည်တဲ့ဟာရှည်ဖြစ်နေတတ်တယ်နော်ဆွဲချပြီးတော့မှဒီမှာနည်းနည်းလေးပြန်ညှိနော်အရှင်ပုံစံလေးနဲ့ညှိရတော့ပိုကောင်းတယ်နော်ညှိမယ်ဟုတ်ပြီညှိဘေးရဲ့နောက်ချောင်းဆက်သွားမယ်နော်ဘေးရဲ့နောက်ချောင်းကျတော့2မျိုးညှက်လို့ရတယ်ဘေးတိုက် position နဲ့ညှက်လို့ရတယ်နော်ဥကောင်းဒီလိုနော်ဘေးတိုက် position ဒီမှာဆိုရင်ဘီးလေးဖိချလိုက်နော်အဲ့ဘီးနောက်မှာလက်ညှိုးကတန်းလိုက်နော်လက်ညှိုးတန်းလိုက်ဒီမှာလက်မလိုက်ဒီမှာ2ခုညှက်ထားနောက်ပြီးလို့ရှိရင်ဒီကောင်ကို2ကြော့ပြန်ဖိပြီးတော့မှဒီမှာဆွဲမယ်လူကရှည်ထွက်နေတဲ့ပင်လေးညှက်ရှာမယ်ပေါ့နော်နောက်ပြီးတော့ဆွဲရှာမယ်တဲ့နဲ့တော့နော်လို့ရှိတယ်ဟုတ်ရောတဲ့နဲ့တော့နော်အဲ့လိုညှက်လို့လည်းရတယ်လို့ဒီလိုလည်းညှက်လို့ရတယ်နော်တူပါပဲရလက်ကညှက်တဲ့ပုံစံလေးပဲပြောင်းသွားမှာနော်ဒီလိုလည်းညှက်လို့ရတယ်
ဒါဆိုရင်ရပြီနော်